အမိုလေးကြောစားချင်တာဆိုတော့လေအရင်ဆုံးသူ့ကိုရှိပြောင်းစီပြီးတော့ပြုတ်လိုက်ပါတယ်ပြီးရင်တော့စားကခန်းချင်သီးလေးကိုလည်းလှီးပြီးတော့စားလေးရဲ့အချိုမုတ်လေးရဲ့စနုံးမုတ်လေးရဲ့စီလေးရဲ့နဲ့ပေါ့နော်မလိတ်တလိတ်အနေအထားလေးဖြစ်အောင်လို့လှိပ်ပြီးတယ်ကိုကအဆက်လဲကြိုက်တာဆိုတော့ငုတ်သီးစိမ်းလေး3000လောက်ကိုတော့ပါဒီလှီးပြီးရင်တော့အစောနှုံးကပြုတ်ထားတဲ့အမိုလေးကိုပါတီလောင်းထက်ပြီးရင်တော့တမအောင်မှွေပေးလိုက်ပေါ့နော်ကိုကလေအချင်းလဲစားချင်တာဆိုတော့တမြာသီးလေးကိုလည်း2စိတ်လောက်တော့လေအရေးလေးကိုညှစ်ပြီးရင်ဆန်ကလေကိုကအဲ့တမြာသီးညှစ်ထားတဲ့ဟာလေးလေအဖက်ကလေးကိုပါလွှတ်မပစ်ဖဲနဲ့လေပါလေးညှက်ပြီးတော့အစုံလုံးကကြော်ထားတဲ့ဒီအမိုလေးထဲမှာထက်ပြီးရင်တော့အရသာလေးကိုနှီးစမ်းလိုက်ပေါ့နော်စားလေးရောတင့်လားပေါ်လာလေးလားပေါ်ကွယ်တချို့လေတက်လွတ်သမားတွေဆိုလို့ရှိရင်လည်းဒီအမိုကြော်လေးရတော့အရင်တင်တယ်ပေါ့နော်ကြိုက်တဲ့သူအတွက်ပေါ့နော်ကိုကတော့အမိုကြိုက်တာဖြစ်တဲ့အတွက်တက်လွတ်စားတဲ့အချိန်မှဖြစ်ဖြစ်တက်လွတ်မစားတဲ့အချိန်မှဖြစ်ဖြစ်ဒီအမိုကြော်လေးကကိုအတွက်ဟင်းတစ်ခွက်ဆိုလဲမမ